နော်လောက်နေလဲတွေ့လဲဒါပထမအဆုံးလောက်စားတဲ့အခါလေးဖြစ်တယ် line ပေါ်ကြည့်ပြီးတော့ line လောက်စားတယ်ပေါ့နော်အရင်ဆုံးဒီမှာနော်တို့တဝက်ပေါ့နော်အရင်ဆုံးတဝက်ပဲအရင်စုအောင်တည်ထားတယ်ဒီနို့စုလာမှရှာလာကာရေသမင်းစားစုံနှစ်စုံထည့်ချမှာပေါ့နော်ဒီလောက်ပြီးပြမယ်နော်ကဲအခုဆိုရင်နို့လေးကစူလာပြီဆိုတော့ရှာလာကာရေလေးနှစ်စွန်းထည့်ချလိုက်မှာပေါ့နော်ပြီးလို့ရှိရင်တော့မထွေနည်းနည်းမှွေပေးပါမယ်မှွေရင်းနဲ့သူကကျတော့မလိုင်ဘက်လေးတွေဖြစ်လာမယ်ပေါ့နော်ဒီလိုမလိုင်ဘက်လေးဖြစ်လာပြီဆိုရင်တော့ခဏလေးမှွေပြီးလို့ရှိရင်တော့အိုးချပြီးတော့ထွေလိုပိုင်းအဖြူရောင်ကိုစလေးထဲကိုစစ်ထဲမယ်ပြီးတော့ညှစ်မှာပေါ့နော်အောက်ကအိုးကနည်းနည်းလေးတူးသွားတယ်ကွယ်နည်းနည်းတူးသွားတဲ့ခါကျတော့မလိုင်မှာနည်းနည်းလေးအမဲမဲလေးပါသွားတယ်ပေါ့နော်အိုးတူးတဲ့ဟာလေးတွေညှစ်တဲ့ဟာကိုရိုက်ဖို့မေ့သွားတယ်အခုကကျတော့နွားနို့ကိုထည့်ပြီးတော့တကြားထည့်ပြီးတော့အချိုအရေလေးလုံမှာပေါ့နော်တကြားကတော့ကိုကြက်တလောက်အချိုရတာထည့်ပြီးလုံပါပြီးလို့ရှိရင်ခုနကလုံထားတဲ့မလိုင်ခဲလေးတွေကိုထည့်လိုက်ပါမယ်ဒါဆိုရင်တော့အရတာချွတ်ချွတ်စစ်စစ်အီလေးတရပြီပေါ့နော်တစ်ခွက်မလိုင်နို့မလိုင်ခဲလေးပါကဲဒီမှာနွားနို့မလိုင်ခဲလေးပေါ့နော်ဒါကကြတော့မောင်လေးထားတာပြီးဒီမှာနှစ်ယောက်စားမယ်ဒါပထမဦးဆုံးကိုစားဖူးလားခေါင်းစားဘူးကိုလို့ဒါပထမဦးဆုံးလောက်စားတယ်နော်မလိုင်ခဲနို့မလိုင်ခဲ live မှာခဏတွေ့တယ်နော်နိုးမလိုက်နိုးနဲ့ဆက်ဆက်လေးလောက်ထားတယ် live မှာမြဲတွေ့တယ်ပဲစားချင်းတယ်ဒီကနေ့ထွေးလောက်ကြည့်ရပါနော်ကိုလည်းပဲစားချင်လို့လေချက်ချင်းလောက်စားရတာဘယ်လိုနေမသိရတာလားမိတိနော်စိတ်ချူလေးလို့ပြောရနော်ချူလေးကမွေးနေအောင်ဟုတ်တယ်နော်မိတိဘယ်လိုနေစိတ်ညကိုတခါမစားဘူးတော့လေသူတို့ရောင်းနေတဲ့အရသာဘယ်လိုနေမှကိုမသိဘူးဒါကတော့ကိုတိုင်းလောက်စားရတာတော့ဆိုရှယ်စိတ်ချူလေးပေါ်မိုးတွေကချိပုတ်တံမျိုးလည်းဆင်းတယ်ဗီဇာလည်းထဲချိပုတ်တံမျိုးအဲ့တော့ तू ကဟောင်းမေးပေါ့နော်ဒီမှာတော့ကောင်းတယ်ဆိုတော့စိတ်မွေးရတယ်နဲ့ချိုးနေအေးစိတ်ချူလေးကောင်းတယ်ဆုံးကျွမ်းနေကိုယ့်ကိုပထမဆုံးလောက်တာပထမဆုံးလောက်တယ်လိုက်ရတယ်လွယ်လေးပဲနော်ဘာမှလည်းအများကြီးမလိုဘူးလောက်တဲ့နည်းလေးခဏလေးပဲစားရပြီနော်ရေရမှုကလည်းဟာလို့လေဒီကတည်းကမှထိုက်ပြီးစားရင်ကောင်းမလားအေးနဲ့ဟာမစုံအောင်မချတော့အချင်းနေအေးလေးစားပုံမှန်နော်ဒီကတည်းကထိုင်စားမယ်ရောရှက်ပဲ good very good